A နှောင်းကလောက်ခဲ့ဘူးတော့ကိုမလောက်ခဲ့ရင်ကောင်းပါပဲ A နှောင်းကမလောက်ခဲ့တာကိုလောက်ခဲ့ရင်ကောင်းပါပဲငါအဲ့ဒါကိုလောက်ခဲ့တင်တာငါအဲ့ဒါကိုမလောက်ခဲ့တင်ဘူးဆိုပြီးတော့အခုချိန်မှာကြံပြီးတော့နောင်လာရတဲ့အခါမှာဘယ်လိုပြောကြမလဲဆိုတဲ့ speaking patterns လေးတွေကိုလေ့လာတော့ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ grammar pattern လေးကိုအရင်ကြည့်ကြမယ် grammar pattern ကကြတော့ကျွန်တော် wish pattern ကိုအရင်ပြောမယ်เนาะဒီ pattern တွေကနေ့စဉ်ဘဝမှာပို့ပြီးတော့အသုံးများတယ် B1 level ရှိတယ်ပေါ့เนาะအဲ့တော့ကျွန်တော် wish ဆိုရင် wish ရဲ့နောက်ကနေ I wish ရဲ့နောက်က past perfect လေးကိုထားပြီးတော့တောင်းတယ် I wish subject plus had plus battery ကိုတောင်းတယ်ဒီ pattern လေးကကြတော့ကျွန်တော်အရင်တော့ကမလုပ်ခဲ့တာကိုလုပ်ခဲ့ရင်ကောင်းမှာပဲလို့စိတ်ကူးရင်တဲ့ခါမှာတောင်းတယ်အဲ့လိုပဲအရင်တော့ကလုပ်ခဲ့ပြီးသားကိုမလုပ်ခဲ့ရင်ကောင်းမှာပဲလို့စိတ်ကူးရင်တဲ့ခါမှာ had plus not plus battery လေးထည့်လိုက်အောင်မယ်ပေါ့နော် example အပြင် I wish I had learned English earlier ငါအင်္ဂလိပ်စာကိုဒီထက်ပိုပြီးစောစောလေ့လာခဲ့ရင်ကောင်းမှာပဲ I wish I had wasted so much time doing nothing ဘာမှမလုပ်ဘဲနဲ့အချိန်တွေကိုအများကြီးမဖြုတ်ခဲ့မိရင်ကောင်းမှာပဲဆိုပြီးတော့အခုချိန်မှာနားမရတဲ့ခါမှာတောင်းနေပေါ့နော်နောက်ထပ် pattern တစ်ခုကကြတော့ subject လာမယ် should have verb 3ပေါ့နော်အရင်တော့ကမလုပ်ခဲ့တာကိုလုပ်ခဲ့တဲ့နာဆိုပြီးတော့အခုချိန်မှာနားမရနေတဲ့ခါမှာတောင်းနေပေါ့နော်အဲ့လိုပဲအရင်တော့ကလုပ်ခဲ့တာကိုမလုပ်ခဲ့တဲ့ဘူးမပြောခဲ့တဲ့ဘူးဆိုပြီးတော့နားမရတဲ့ခါမှာလေ should ရဲ့နောက်က not လေးထည့်လိုက်အောင်ပဲပေါ့နော် subject လာမယ် should လာမယ် should not have verb 3လာမှာပေါ့I shouldn't learn English earlier. English စာကိုစောစောလေးလာခဲ့တင်လား I shouldn't have wasted so much time doing nothing. ငါဘာမှမလုပ်ဘဲနဲ့အချိန်တွေကိုအရင်မဖြုံးခဲ့သင့်ဘူး။ဒါတော့အရင်တော့ကဖြုံးခဲ့ပြီးသားကိုမဖြုံးခဲ့ရင်ကောင်းပါပဲမဖြုံးခဲ့သင့်ဘူး။နောက်ထပ် pattern ကြတော့ if conditional 3ပုံစံကိုသုံးတာပေါ့နော်။သူရဲ့ sentence structure လေးကဒီလိုလာတယ်။ပြီးတော့ if လာမယ် subject လာမယ် had battery လာမယ်ပြီးတော့နောက်က object ပိုင်း object တွေလိုက်ပေါ့နော်ပြီးရင် comma လေးခံမယ်နောက်ကနေ subject လာမယ် would have battery or would not have battery ပေါ့နော်ဒီ example လေးကြည့်ကြမယ်နော် if I'd learned English earlier I would have found a better job English စာကိုဒါစောစောလေးလာခဲ့မယ်ဆိုရင်ဒီထက်ပိုကောင်းတဲ့အလုပ်ကိုငါတွေ့ခဲ့မှာစောစောလေးမလေ့လာခဲ့ဘူးအလုပ်လည်းပိုကောင်းတဲ့အလုပ်လည်းမတွေ့ခဲ့ဘူးပေါ့နော်မတွေ့ခဲ့တာကိုတွေ့ခဲ့ရင်ကောင်းမှာပဲဆိုပြီးအတိတ်ကအကြောင်းအရာကိုစိတ်ကူးရတဲ့အခါမှာတောင်းတာပေါ့ If I'd learned English earlier I would have traveled more easily ငါအင်္ဂလိပ်စာကိုဒါဒီထက်ပိုပြီးတော့စောပြီးလေ့လာခဲ့မယ်ဆိုရင်ခီးသွားခဲ့တာတွေပိုအဆင်ပြေခဲ့မှာ If I learned English earlier I wouldn't be able to speak English more confidently and smoothly by now နောက်နာတရားတွေပြောချင်တဲ့အခါမှာသုံးတဲ့ speaking pattern က၃မျိုးရှိရပေါ့နော် wish pattern ရဲ့ should have verb 3ရဲ့ if conditional 3ရဲ့ဆိုပြီးတော့၃မျိုးရှိပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော် bye bye